ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ကုန်သွယ်ရေးအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကုန်သွယ်ရေးဆိုတာပြည်တွင်းနဲ့ပြည်ပအကြားကုန်စည်များဝယ်ယူရောင်းချခြင်းဖြစ်ပြီးနိုင်ငံတစ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက်အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်တော့စိုက်ပျိုးရေးထုတ်ကုန်များတစ်တောထွက်ပစ္စည်းများငါးနှင့်သဘာဝအရင်းမြစ်များဟာအဓိကတင်ပို့ကုန်များဖြစ်ပါတယ်။ထိုကုန်စည်များကိုအာရှနိုင်ငံများနှင့်အခြားပြည်ပဈေးကွက်များသို့တင်ပို့နေပါတယ်။သို့သောလက်ရှိအခြေအနေမှာကုန်သွယ်ရေးကဏ္ဍသည်စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပါတယ်။ပထမဦးဆုံးအနေနဲ့လုံခြုံရေးအခြေအနေမတည်ငြိမ်မှုကြောင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအခက်အခဲဖြစ်နေပါတယ်။ထိုအခြေအနေကြောင့်ကုန်စည်စီးဆင်းမှုနှေးကွေးပြီးကုန်ကျစရိတ်များလည်းတိုးလာပါတယ်။ဒုတိယအနေနဲ့တည်ယူပို့ဆောင်ရေးအခက်အခဲများဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးမပြည့်စုံမှုကြောင့်ကုန်စည်များကိုအချိန်မီမပို့ဆောင်နိုင်ခြင်းနှင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နိုင်ပါတယ်။ထို့အပြင်နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်မှုသည်လည်းကုန်သွယ်ရေးလုပ်ငန်းများအတွက်အခက်အခဲတစ်ခုဖြစ်နေပါတယ်။ဈေးနှုန်းမတည်ငြိမ်ခြင်းကြောင့်လုပ်ငန်းရှင်များအတွက်ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ရန်ခက်ခဲလာပါတယ်။သို့သောအခွင့်အလမ်းများလည်းရှိနေပါသေးတယ်။ Digital ကုန်သွယ်ရေးနှင့် online ဈေးကွက်များတိုးတက်လာခြင်းကြောင့်ကုန်ပစ္စည်းများကိုပိုမိုလွယ်ကူစွာရောင်းဝယ်နိုင်လာပါတယ်။ထို့အပြင်ဒေတာတွင်းကုန်သွယ်ရေးသဘောတူညီချက်များမှတစ်ဆင့်ပြည်ပဈေးကွက်သစ်များကိုလည်းဖွင့်လှစ်နိုင်ပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ကုန်သွယ်ရေးကဏ္ဍသည်မြန်မာစီးပွားရေး၏အရေးကြီးသောအင်အားတစ်ခုဖြစ်ပြီးထိရောက်စွာဖွံ့ဖြိုးလာပါကနိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုကိုအထောက်အကူပြုနိုင်ပါသည်။ဆက်လက်ပြီးမြန်မာနိုင်ငံစီးပွားရေးအတွက်အရေးကြီးဆုံးအခြေခံတစ်ခုဖြစ်တဲ့တောင်သူလယ်သမားများအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာစိုက်ပျိုးရေးအခြေပြုနိုင်ငံတစ်နိုင်ငံဖြစ်ပြီးလူဦးရေအများစုဟာလယ်ယာလုပ်ငန်းများမှာပါဝင်လုပ်ကိုင်နေကြပါတယ်။ထို့ကြောင့်တောင်သူလယ်သမားများသည်စီးပွားရေးတိုးတက်မှုအတွက်အဓိကအင်အားစုတစ်ခုဖြစ်ကြပါတယ်။လက်ရှိအခြေအနေမှာတော့တောင်သူများဟာစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပါတယ်။ပထမဦးဆုံးအနေနဲ့ကုန်ကျန်းဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပါတယ်။မျိုးစေ့ဓာတ်မြေဩဇာလယ်ယာသုံးဆီနှင့်စက်ကိရိယာများ၏ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်များတိုးလာပါတယ်။ထို့အပြင်မိုးလေဝသမတည်ငြိမ်မှုများရေရှားပါမှုများနှင့်သဘာဝဘေးအန္တရာယ်များကလည်းစိုက်ပျိုးရေးထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိနေပါတယ်။ဈေးကွက်ဘက်တွင်လည်းတောင်သူများအတွက်အခက်အခဲများရှိနေပါသည်။ထုတ်လုပ်ထားသောသီးနှံများကိုတန်ဖိုးသင့်စွာမရောင်းနိုင်ခြင်းတည်ယူပို့ဆောင်ရေးအခက်အခဲများကြောင့်အမြတ်အစွန်းနည်းပါးခြင်းတို့ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့အခွင့်အလမ်းများလည်းရှိနေပါသေးတယ်။နည်းပညာအသုံးပြုမှုတိုးတက်လာခြင်းကြောင့်စိုက်ပျိုးရေးတွင်ထိရောက်မှုများတိုးလာနိုင်ပါတယ်။ဥပမာအားဖြင့်စိုက်ပျိုးရေးနည်းပညာအသစ်များရေသုံးစွဲမှုစီမံခန့်ခွဲမှုများနှင့်အွန်လိုင်းဈေးကွက်များမှတစ်ဆင့်တောင်သူများ၏ဝင်ငွေတိုးတက်နိုင်ခြေရှိနေပါတယ်။ထို့အပြင်တောင်သူများအတွက်ငွေကြေးအကူအညီများလယ်ယာဖွံ့ဖြိုးရေးအစီအစဉ်များကိုပိုမိုရရှိလာပါကစိုက်ပျိုးရေးကဏ္ဍတိုးတက်လာနိုင်မည်ဖြစ်ပါသည်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တောင်သူလယ်သမားများသည်မြန်မာစီးပွားရေး၏အခြေခံကျသောအင်အားတစ်ခုဖြစ်ပြီးယင်းတို့၏အောင်မြင်မှုသည်နိုင်ငံတစ်ခုလုံး၏စီးပွားရေးအောင်မြင်မှုနှင့်တိုက်ရိုက်ဆက်စပ်နေပါသည်။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။